地面管ကိုသေချာကြည့်လိုက်ပါဒါကတော့ကမ္ဘာအမြင့်ဆုံးတရားကြီးရဲ့တိဆောက်ရေးလုပ်ငန်းခွင်ပဲဖြစ်ပါတယ်အလုပ်သမားတွေကတမနီကျိုးအထုပ်ကြီးတွေကိုတန်ဝါယာကျိုးတွေနဲ့တပတ်ချင်းစီတေချာပတ်နေကြတာကိုတွေ့ရမှာပါခင်ဗျားတို့အနေနဲ့ဒီလောက်တောင်းတင်းခိုင်မာနေတဲ့တမနီကျိုးအကြီးကြီးတွေကိုဘာလို့အလုတ်ရှုပ်ခံပြီးထပ်ပတ်နေရတာလဲလို့တန်တရားဖြစ်နိုင်ပါတယ်တကယ်တော့ sign data suspension bridge တွေရဲ့အဓိကအသက်သွေးကြောဖြစ်တဲ့ဒီတမနီကျိုးကြီးတွေဟာဓာတ်တစ်စင်းလုံးရဲ့အလေးချိန်ကိုထိန်းထားရတာပါယူပါဗီဒသဘောတရားအရဒီတန်ကြိုးမြင်တွေဟာရုတ်တရက်ပြတ်တောက်သွားဖို့ခဲရင်းပေမဲ့လေထုထဲမှာပါတဲ့စူထိုင်းစားနဲ့စားငံဓာတ်တွေကြောင့်ကြာလာရင်တန်ချီတတ်ပါတယ်တကယ်လို့တမနီကျိုးတွေရဲ့ဂျားတဲ့ကိုရီငွေ့တွေစိတ်ဝင်သွားပြီးတန်ချီတတ်သွားရင်တော့တရားကြီးပြိုကျတဲ့အထိအသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်ဒါကိုကာကွယ်ဖို့အတွက်အင်ဂျင်နီယာတွေကတန်ချီမတက်နိုင်တဲ့တမနီဝါယာကျိုးတွေကိုတမနီကျိုးအကြီးကြီးရဲ့အပြင်ဘက်ကနေကြက်ထုတ်နေအောင်ပတ်ပေးလိုက်တာပါဒါဟာတမနီကျိုးကြီးကိုယောဂဝစ်စုံကြက်ကြက်လေးဝစ်ပေးလိုက်တယ်လို့ပါပဲဒီလိုပတ်ပေးခြင်းအပြင်တန်ချီတတ်တာကိုကာကွယ်ပေးုံတင်မကပဲပြင်းထန်တဲ့လီတိုက်နှုံးကြောင့်တန်ကျိုးတွေတုံခါပြီးပျက်စီးတာကိုလည်းလျှော့ချပေးပါတယ်ဒါအပြင်ငှက်တွေနှင်းတွေနဲ့လေထဲကအမိုက်တရိုက်တွေကြောင့်တမနီကျိုးမျက်နှာပြင်ထိခိုက်တာကိုလည်းကာကွယ်ပေးတဲ့အတွက်တရားကြီးကိုရေရှည်ခိုင်ခန့်စေပြီးတက်တန်းပို့ရှိအောင်လှုပ်ဆောင်ပေး